မယ်ဒီနေ့ဘုန်းကြီးတို့တရားစခန်းရဲ့ဘယ်နဲ့ရဲ့မြောက်ပါလိသုံးရင်မြောက်တတိယနေ့လယ်ပိုင်း3 နာရီခွဲ4 နာရီခွဲအတွင်း၌သစ္စာတရားသစ္စာစကားခန္ဓာဉာဏ်ရောက်တရားတော်ကိုနာကတရားနာမယ်နာကဘာလုံးမယ်ခန္ဓာကိုယ်ကိုဉာဏ်လဲရပါမယ်အဲ့တော့မနေ့ကဘုန်းကြီးပါတရားဟောခဲ့ပါလိအမျက်ဆုံးစိတ်တလုံးအမြင့်မြတ်ဆုံးစိတ်တလုံးလို့မနေ့ကဟောခဲ့တယ်နော်စိတ်ဟာဘာအာယုန်တို့ဖြင့်ပေါင်းစည်းထားသောစိတ်သည်အမျက်ဆုံးပါလိခြုံပြောရင်ကိုယ်တော်အာယုန်ဒီတဲ့မှာကအဆင့်မြင့်တဲ့စကားလုံးနဲ့ပြောမယ်ဆိုရင်ဝိပဿနာအာယုန်ဟုတ်တယ်လားခန္ဓာဉာဏ်ဝိပဿနာအာယုန်တို့ဖြင့်ပေါင်းစည်းထားသောစိတ်ညှပ်ကိုင်းထားသောစိတ်တွေ့ထိထားသောစိတ်သည်အမျက်ဆုံးစိတ်ဟုတ်တယ်လားအဲ့ဒီစိတ်ဟာဘာကင်းတဲ့စိတ်ဖြစ်ရအောင်မှလဲမီအစွဲပြုတ်တဲ့စိတ်ဖြစ်ရမယ်တဲ့ဟုတ်တယ်လားဘာပြုတ်တဲ့စိတ်ဒါဝိပဿနာတရားဒီရှင်ကစားပြီးတော့သတိပဋ္ဌာန်တရားမှာသတိပဋ္ဌာန်ဘာဝနာပိုင်းဆိုင်ရာကိုအဓိကတာဟောပြတော့မှာပဲနော်ဟိုနေ့ကဆိုတော့သတိပဋ္ဌာန်ပိုင်းကိုပဲအဓိကဆောင်ပြီးတော့ထိုင်သတိထားသတိလွားသတိလာသတိနေသတိရှိဖို့အဲ့ဒီသတိပဋ္ဌာန်ပိုင်းဆိုင်ရာကိုအင်အားလေးတွေဖြစ်လာပြီသတိမြဲလာပြီဆိုလို့ရှိရင်သတိနောက်ကဘာလိုက်ပြရမယ်ဉာဏ်သတိနောက်ကဘာလိုက်ရမယ်တတိကိုညာနဲ့ဖော်လို့ရမှာပေါ့ဟုတ်တယ်လားတတိဒီဘာနဲ့ဖော်လို့ရမယ်အရေးကြီးတာကဘုန်းကြီးတို့တရားဓမ္မများရဲ့စိတ်ထဲမှာကမ္မထံကိုသုံးသပ်တတ်ပြီးတရားအားထုတ်တတ်သောပုဂ္ဂိုလ်ဟာတရားဝိပဿနာလမ်းမပေါ်သို့ရောက်ရှိလာသောပုဂ္ဂိုလ်သည်ဘယ်ဆွဲမှလက်မခံတော့ဘူးဟုတ်တယ်နော်ဝိပဿနာလမ်းမပေါ်သို့ရောက်ရှိလာသောပုဂ္ဂိုလ်သည်အစွဲပြုတ်တယ်ဒီထက်မှကရိုးရှင်းသောစကားလုံးနဲ့ပြောရမယ်ဆိုရင်အမှားပြောက်သွားတယ်ဘာပြောက်သွားပါလိအမှားပြောက်ရင်ဘာရောက်တယ်ဒါကြောင့်အမှားပြောက်ဖို့အမှားပြောက်လို့မှန်ရောက်ဖို့လိုတယ်ဟုတ်တယ်နော်ခေါင်းစည်းလေးတစ်ခုကိုတက်လိုက်ပြီဆိုရင်အဲ့ဒီခေါင်းစည်းလေးကိုအရှိခံပြီးတော့တကူလုံးမှညာနဲ့ပွားစီးပြီးတော့ကြည့်တဲ့အလုပ်ပေါ့ဟုတ်တယ်နော်ပါတယ်လေအမှားပြောက်ဖို့မှန်ရောက်စို့အမှားဒီပျောက်သွားမှသာလေအမှန်ဆိုတဲ့အာယုံကိုမိမိကပြီးပိုင်လက်ခံသွားမယ်ဘယ်သူကလက်ခံမှလဲလို့မေးရင်စိတ်ဒီတတ္တာရဲ့ဝိရိယရဲ့ဉာဏ်ရဲ့နော်တတ္တာရဲ့ဝိရိယရဲ့တတိရဲ့ဉာဏ်ရဲ့အဲ့ဒီအင်အားသုံးပါးတို့ဖြင့်စုစည်းထားသောဉာဏ်ဝိပဿနာဉာဏ်အသိစိတ်ဉာဏ်တအဲ့ဒီဉာဏ်တတ္တိစွမ်းအားကမှားယွင်းသောအာယုံကိုဘယ်တော့မှလက်မခံတော့ဘူးမှားယွင်းစွာတွေးခေါ်ရမယ်မှားယွင်းစွာစွဲယူနေရမယ်မှားယွင်းစွာအာယုံကိုကန့်ကြီးနေမယ်ဆိုရင်အဲ့ဒီမှားယွင်းစွာကန့်ကြီးနေသောစိတ်စဉ်သည်ဥပဒါနပစ္စည်းယဘောဖြစ်တတ်တယ်ဥပဒံသည်ဘာဖြစ်စေတတ်တယ်ဘဝကိုဖြစ်စေတတ်တယ်ဟုတ်တယ်နော်ပဋိစ္စသမုပ္ပါတရားနဲ့ပြောရင်တော့ဝေဒနာပစ္စည်းယတဏှာဖြစ်ခဲ့တယ်အဲ့ဒီတဏှာနောက်ကဘာစစ်တိုက်လာခဲ့ဥပဒံဆိုတာဘာသဘောတဲ့
ဆွဲတယ်အမှန်ဆွဲလားမှားဆွဲလားဘယ်ပေါ်မှာဆွဲတယ်လဲမေးရင်ရုပ်ဝတ္ထုပိုင်းဆိုင်ရာမှာဆွဲတတ်တယ်နံပါတ်1ဘယ်ပိုင်းဆိုင်ရာမှာရုပ်ဝတ္ထုပိုင်းဆိုင်ရာကြောင်းနေရမိမိခန္ဓာနဲ့နိစ္စတဲ့အရာဝတ္ထုမှန်သမျှတို့ခန္ဓာဘွားဒီပေါ်မှာလှမ်းပြီးတော့ငါအဖြစ်နဲ့ကန့်ညိနေတတ်တယ်ဟုတ်တယ်နော်တနည်းအားဖြင့်ကိုယ်တိုင်စီမံထားတဲ့ကျောင်းဆောင်အိမ်ဆိုတဲ့နေရာကိုဒါငါအိမ်ဒါငါကျောင်းဟုတ်တယ်လားငါနေရာငါဟာနေရာတဲ့နေရာတွေကိုခန္ဓာနဲ့နှီးဆက်ခန္ဓာဘွားတွေမှန်သမျှတွေကိုအားလုံးပါလို့ရတယ်ဖက်ထားလိုက်တယ်စွဲညှိလိုက်တယ်ဖတ်စုကတ်ထားလိုက်တယ်အဲ့ဒီကန့်ကြီးနေသောစိတ်သည်ကောင်းတဲ့စိတ်လားမကောင်းတဲ့စိတ်လားအဲ့ဒီစိတ်ကိုဘာလို့ခေါ်တဲ့ဥပါဒံဘာတယ်လဲဥပါဒံကြောင့်ဘာဖြစ်ကြတယ်ဥပါဒံကြောင့်ဘဝဖြစ်တယ်ဥပတ္တိဖြစ်တယ်တန်တရာကျင်လည်ရတယ်ဆိုတာအဲ့ဒီအစွဲတွေကြောင့်အစွဲမပြုတ်သေးသည်မြတ်ကာလပတ်လို့ယဟန်ဖြစ်လူဖြစ်မြည်သည့်ပုဂ္ဂိုလ်မဆိုးအိုနာသည်ယမ္မာလားအိုနာသည်ထပ်မာလားဒါကြောင့်အလုံး30ပုံကျင်လေကြတဲ့တတ္တဝါမှန်တယ်များအနန္တတို့ဟာဘာလို့များထပ်တလဲလဲမွေသည်တည်နေကြသလဲလို့မေးဘာလေးတစ်ခုမပြုတ်နိုင်လို့သူတဏှာနိကံတိလို့ခေါ်တယ်ပေါ့ဟုတ်ကြလားထပ်ပြီးတော့ဘုရားကဓမ္မစကြာထဲမှာတတ္တရာအဘိနန္ဒီနေတယ်ထူအာယုံတို့ပေါ်မှာထပ်ပါဖြစ်တယ်တက်မဲ့နေတယ်ထူအာယုံတို့ပေါ်မှာတက်မဲ့နေတယ်ငါအဖြစ်နဲ့သိမ့်ပိုက်ပြီးတက်မဲ့နေတယ်မခွဲနိုင်ဘူးမခွဲရဘူးငါမရှိရင်ဖြစ်ပါမလားဟောငါရှိမှဖြစ်လိမ့်မယ်အဲ့ဒါဗါတဲ့အစွဲငါတခုမရှိရင်ဒီเจ้าမှာကောဒီရိတ်သားမှာဒီအိမ်မှာကောဒီနေရာမှာအဆင်ပြေပါမလားစသည်အပြင်အဲ့လိုစွဲကြီးတဲ့စိတ်ကလေးကိုဘာလို့ခေါ်တယ်ဘုရားကဥပါဒံကဲကိုပိုင်တဲ့သဘောကိုစွဲကြီးသလားမပိုင်တဲ့သဘောကိုစွဲကြီးသလားကိုနဲ့ဘာဆိုင်သလဲတနည်းအားဖြင့်ဘုန်းကြီးတို့ကိုပြောလိုက်ဘုန်းကြီးတို့စီမံထားတဲ့ဟောဒီရိတ်သားကြီးဒီဘုန်းကြီးနဲ့ဘာဆိုင်သလဲဒီရိတ်သားနဲ့ဘုန်းကြီးဆိုင်သလားခေတ္တခန္ဓာယုံနဲ့နာအိုးစားမကွဲသေးတဲ့ခါမှာနေဖို့ထိုင်ဖို့ဒါစက်ပြီးအမြဲတမ်းနေဖြစ်ခြင်းနဲ့ဖြစ်မယ်နောက်တနည်းရောက်ရှင်နဲ့ရောက်သွားမယ်ဟုတ်တယ်လားကိုယ်ပိုင်ဆိုင်သောအရာဝတ္ထုလေးရှိမရှိစဉ်းစားကြည့်လိုက်စမ်းဘုန်းကြီးခဏနာပြောပါတယ်မြောက်ဦးမြို့ရိတ်တာဘုန်းကြီးစီမံပြီးလာခဲ့တာအားလုံးစင်နေစက်သားရာပင်ပန်းမဆောင်ခဲ့တယ်ကဲဘုန်းကြီးနောက်ကဘာယူလာခဲ့တယ်အားလုံးပြစ်ထားခဲ့တာပဲတပိတ်တလုံးရက်တောင်တစ်ချောင်းတာပဲဟုတ်တယ်လားထိုနည်းတူစွာပဲဒါတည်သွားသလိုကိုတည်ရင်ဘာမှနောက်ကမလိုက်တဲ့သဘောဟုတ်တယ်နော်အားလုံးပါဖြစ်မယ်ကြံလိုက်မယ်ဘာသည်ကိုယ်ပိုင်လဲလို့မေးတယ်အဲ့ဒီပြုလို့စင်ကံခဏမှာဖြစ်ခဲ့တဲ့ပုံညာပိသင်္ခါရပေါ့ဉာဏ်ရှင်တွဲပြီးတော့ပြုလုပ်လာခဲ့တဲ့ကာယကံကုသိုလ်ဝစီကံကုသိုလ်မနောကံကုသိုလ်တက်ကလေးတွေကုသိုလ်ကံတတ္တိအစွဲကင်းသောကုသိုလ်တတ္တိလေးတွေဖြစ်နေပါမှအဲ့ဒီစွန့်အားသည်မိမိအတွက်ကိုယ်ပိုင်ဒါတွေကအလုံးဘုံဆိုင်ဒါသဘောပြောပြတာနော်ညာတော့ပဲဘုန်းကြီးတို့ကသူတော်ဘာပြောရတာလဲကိုယ်ပြောရတာပို့သေးကြတာကိုသူတော်ဘာပြောလို့ရှိရင်တော့ကြာငါစောင်းပြောသလားမသိဖြစ်တရားဓမ္မတဲ့တဲ့ပြောရင်တော့မှစောင်းပြောတယ်ထင်တာဟုတ်တယ်လားစောင်းတာပြောလို့ရှိရင်တော့ဘာမှထင်မှာမဟုတ်တော့ဘူးဟုတ်တယ်လားမြည်သည့်ပုဂ္ဂိုလ်မဆိုတာယဟန်ပဲဖြစ်လူပဲဖြစ်စီအဲ့ဒီမိမိတဏ္ဍာမှာဘာကလေးတစ်ခုကိုဖြတ်တောက်နိုင်ဖို့လိုတယ်စွဲကြီးနေတဲ့စိတ်ဟုတ်တယ်လား
အရှိကိုဆွဲဖြစ်သလားကိုယ်ပိုင်အရှိကိုဆွဲညှိသလားကိုယ်ပိုင်မရှိကိုဆွဲညှိသလားဒါကြောင့်အာယာယာတိုင်းမှာဘုန်းကြီးတို့တရားဓမ္မတွေဆွဲညှိစီတတ်တဲ့အာယုန်ဓာတ်အဲ့ဒီတတ္တိဥပဒံတတ္တိဓာတ်ကလေးကိုခွာထားငါလည်းမဆိုင်ဘူးငါနဲ့ဘာမှပိုင်ဆိုင်ခြင်းမရှိဘူးခေတ္တခဏလေးတဲခိုနေတာဟုတ်တယ်လားကုသိုလ်ဖြစ်လှုပ်ပေးနေတာဒါပဲရှိတယ်ဟုတ်တယ်နော်တလောကလုံးမြည်သည့်ပုဂ္ဂိုလ်မဆိုတရားဓမ္မတွေကိုယ်ပိုင်အင်ကြီးယာကြီးတိုင်းဆောက်ထားတယ်တရားဓမ္မတွေကိုယ်ပိုင်အိမ်မဟုတ်ဘူးနော်ငါပိုင်တဲ့အိမ်ဟုတ်ရဲ့လားငါပိုင်တဲ့အိမ်တို့သာအရှိခံရဲ့အိမ်ကဘာလို့လိမ့်မယ်ရန်တွေ့တော့မှာပေါ့ဝါဟာလို့ရည်တော့မှာပေါ့ဘာဖြစ်လို့ရည်မှာလဲကိုမပိုင်မဲနဲ့ဒီငါအိမ်နဲ့အရှင်ခံလိုက်တာဟေးလူမိုက်ကြီးမင်းအိမ်ပြန်လာပြီမင်းနဲ့ဒီအိမ်မဆိုင်ဘူးလေကွာမေခဏလေးယုံနေနာအိုးစားမကွဲသလိုအိုးစားကွဲတဲ့နေ့မေ3ရက်မထားဖို့နှင်းထုတ်မှာဟောဘယ်နဲ့ရဲ့ဒါချော့စီနဲ့ပြောရင်တော့3ရက်ပေါ့ဟုတ်တယ်လားတချို့ပုဂ္ဂိုလ်တွေပဲကြာအမယ်ညာဥက္ကသေးမိုးလင်းဖြုတ်ချလိုက်တာပဲဒီနေ့ဒကာကြီးတရားဖုံးစစ်တဲ့ဘာတွေတော့ကဖုံးပြတဲ့ဒကမကြီးဆုံးသွားတယ်ဖေရအေးဘာလို့မလဲတပည့်တော်ချစ်ချင်းပဲချလိုက်တော့ဒီကောင်ကြီးသေးပြီးတော့မှခမရတော့ဘာအလားကြည့်စီရလို့တဲ့အပြစ်ချလိုက်တော့ဟုတ်တယ်လားအလားကြည့်လို့ရသေးသလားသုံးလို့မှမရတော့ပဲပြစ်ချလိုက်တရက်နေရင်တရက်အိမ်လေးလာလေဟုတ်တယ်လားခန္ဓာကိုယ်အသုံးမကျတာလေးကိုပြောတာပါဘာတစ်ခုမှအသုံးမဝင်တော့တာဒီယုံနဲ့နာအိုးစားမကွဲသည့်နည်းနည်းပါခိုင်းလို့ရလို့ဒါလည်းတယောက်နဲ့တယောက်ဘာဖြစ်နေတာပြုံးနိုင်တာခိုင်းလို့ရလို့နော်သူခိုင်းတာကိုလို့ကိုခိုင်းတာသူလို့အဲ့တော့လှုပ်လို့ခိုင်းလို့အဆင်ပြေနေလို့သာသမီခိုင်းတာမိဘလို့မိမခိုင်းသာသမီလို့သူအခိုင်းလို့စီးလို့အဆင်ပြေနေလို့ဒါလည်းပြုံးနိုင်တာဟုတ်တယ်လားခိုင်းလို့မရရင်ဘယ်လိုလုပ်အရေးကိုမဆိုင်တော့ဘူးကြောင်ကြောင်ရမှထားဟုတ်လားဒီဖိုးကြီးဖွားကြီးသုံးလို့မရဘူးဟိုမှာနောက်မှဒီပြင်မထွက်လာနဲ့ဧည့်သည်တွေရှိတယ်မလာနဲ့နန်စောလုံးလို့လာပြီငယ်တော့ကတော့မှုလိုက်ထားတယ်လို့အသက်ကြီးမှဘာဖြစ်တယ်နန်လုံးလို့နော်တခါတော့ကဘုန်းကြီးတို့မကုန်းမြို့မှာဘုံမူကြီးတယောက်အိမ်ရောက်သွားတော့ဘုန်းကြီးရှင်မှလမ်းလျှောက်နေတယ်တက္ကမကြီးကလည်းကျမ်းမာရင်မကောင်းလို့လှုပ်တော့နဲ့ခန္ဓာဝါလည်းဝါတော့မထနိုင်ကိုလို့လားဖိုးကြီးကပါကောင်းလားဟေးမဝင်သေးဘူးလားကြံပြန်မဝင်သေးဘူးလားကုန်ခဲ့တဲ့10 နှစ်ကစကားနဲ့ဒီနေ့သုံးလိုက်တဲ့အသုံးနဲ့ဘာမှမဆိုင်တော့ဘူးကုန်ခဲ့တဲ့10နှစ်မှဟိုတက္ကမကြီးကလည်းပြောင်းတန်ချင်းသွားလိုက်လာလိုက်ပြောလိုက်ပန်းလိုက်ဒီနေ့ဖွားကြီးကသုံးမရတော့ဘူးသုံးမရတဲ့အခန်းထဲဝင်လေဘုန်းကြီးတွေရောက်နေဒီမှာအေးဒီတိုင်းငါ့ဖွားကြီးခဲမှာတောင်မွေးထောင်ဝင်သွားရတာသူမိမဘုန်းကြီးမမှတ်မိဘူးနော်အရင်မြောက်ဦးလာပြီဖျားဘူးလာတဲ့အခါမြောက်ဦးရောက်လာဆရာလေးတွေနဲ့တပါးကြီးတက္ကမကြီးကပြောပတ်တော့အဲ့တော့အခုပုံစံလေးပြည့်အိုးစရာဒုပ္ပလာလေးဖြတ်ပြီးဖြတ်သွားတာတော့ဟာကြည်ရချွေတာပင်မန်းเสียဖြစ်သွားရှာတယ်ကဲအိမ်ကလူတွေတောင်ကဘာဖြစ်လာတယ်မသရာဖြစ်လာဘာဖြစ်လာတယ်လူနဲ့ကိုအတိမပေးနိုင်မပေးချင်တော့အိမ်တုန်းကတော့ရှေ့တန်းကထားတာဟုတ်တယ်လားအိမ်တုန်းကတော့ဘယ်မှာထားတယ်ရှေ့တန်းကကိုကနောက်ကနေပြီးနေနင်းသွားလိုက်ပါဟဲ့နင်းလှုပ်လိုက်ပါဟဲ့အဲ့လိုအခုကြတော့ဘယ်လိုဖြစ်လဲကြောင်ကြောင်ကြားမှာထားတာသုံးမကောင်းတော့သုံးလို့ရတဲ့အခါမှာဘာဖြစ်ကြလဲပြုံးနိုင်တယ်လို့ပြောတာဟုတ်လားသုံးလို့မရတဲ့အခါကျတော့မျက်နှာကြီးမင်းကြီးနဲ့သူလာလို့ရှိမယ်ကိုအိမ်တွေပြစ်တော့မယ်လို့ဟုတ်လားစကားပြောအစင်မပြေလို့ပုံပြဆမ်းပြတခုဖြစ်သွားမှလို့ကြည်စမ်းပါဦးစိတ်ထဲမှာတရားဓမ္မတွေအစွဲလေးတွေဘာဖြစ်လာအာနေသွားတာပေါ့သို့တော့တစ်ဖက်ကအစွဲနဲ့များပြီးများတော့တစ်ဖက်ကအ
အစွဲတစ်ဖက်ကရှိနေပြီဘုရားရှင်ကပြောပါတယ်ဒီခန္ဓာကိုယ်ထဲမှာမှားယွင်းသောအစွဲလေးမှန်သမျှတွေကြောင့်တဲ့30ဘုဘာဖြစ်နေရတာဒိဋ္ဌိဗန္ဒနာဗန္ဒရေတနာသောတေနဝံရှရေတဏသောတေနဝံရှန္ဒနာတေဒုက္ခပမောဇတိဒိဋ္ဌိဗန္ဒနာပါရရိဘိက္ခဝေဩနာတိဒုက္ခဘေးမှာလွတ်ကင်းလုံညာအိုရှိတရှိတမိအပေါင်းတို့ဒိဋ္ဌိဗန္ဒနာဗန္ဒရေဒိဋ္ဌိတိဟုသောဆွဲလန်းတဲ့အာယုံကန့်ကြီးသောအာယုံတရားတို့ကအမြင့်မပြတ်နှောင်တွဲရပ်ပတ်လက်ပြန်ကြိုးတုတ်ထားကြလေခြင်းကြောင့်တဏသောဒိနတဏဒီဟုသောရေရင်ကြောသို့ဘုံရှင်တိမျောပါကြလေကုန်၏တဏသောဒိနတဏဒီဟုသောရေရင်ကြောသို့ဘုံရှင်တာမျောပါကြလေကုန်သောဇဏနံပုပုရွာရွာမြင်သည်မြကုန်သောပုထုဇဉ်မန္တမြအနန္တတို့သည်ဒုက္ခံဆင်းရဲခြင်းဒုက္ခအပေါင်းမှာနပမုဇန္တိဘယ်ဒုက္ခမှာမလွတ်မြောက်နိုင်ကြလေကုန်ဘုရားစကားလေးနော်ဘုရားရှင်ကရှင်သားတို့ရှင်သမီးတို့မင်းတို့ရဲ့စိတ်စဉ်ထဲမှာဘာလေးတခုကန့်ညိနေရင်အစွဲအာယုံကလေးဟုတ်တယ်လားမိမိကိုယ်ကိုဆွဲနေတဲ့အတ္တဆွဲဟုတ်တယ်လားငါဆွဲငါကိုငါဟုတ်လာပြီလို့ထင်ခဲ့တယ်ငါလှုပ်တာဖြစ်တယ်ငါလှုပ်စိတ်ချင်းတိုင်းကိုပါတာပေါ့ဒါငါလှုပ်လို့ဖြစ်တာငါမလှုပ်ဘာမှမဖြစ်ကိုအထင်ကြီးမာနကြီးတခွဲသားနဲ့တဏှာဒိဋ္ဌိမာနတို့ပပိစတရား၃ပါးကကမ္မထံအာယုန်နဲ့တွေ့ထိမှုမရှိသောပုထုဇဉ်လူမိုက်တို့ကိုအမြဲတမ်းမှောင်ချနေတာကိုဟုတ်တယ်လားဘာအာယုန်နဲ့တွေ့ထိမှုမရှိတဲ့ပုဂ္ဂိုလ်ကမ္မထံအာယုန်ဟုတ်တယ်လားကမ္မထံအာယုန်ခန္ဓာအစဉ်ကိုဉာဏ်ရှင်ပြီးတော့သုံးသပ်ဖို့မရုပ်မှန်လည်းမသိနာမှန်လည်းမသိရုပ်တင်ညာဓမ္မသင်္ခါရတရားတို့ရဲ့ဖြစ်နေမှလည်းမသိပြည့်နေမှလည်းမသိအဲ့ဒါလို့မသိမိုင်မဲနေတဲ့ပုထုဇဉ်မှန်တယ်များတို့ကိုတဲ့တဏမာနဒိဋ္ဌိတို့ပပိစတရား၃ပါးကပါလုံးနေတဲ့လွှမ်းမိုးနေတယ်လှက်ပတ်နေတယ်ဟုတ်တယ်လားအမြင့်မပြတ်လှက်ပတ်ပဲလွှမ်းမိုးပြီးဒုက္ခမပေးနေဘူးလားအဲ့ဒီစိတ်အာယုံဓာတ်ကလေးနော်တရားဓမ္မတွေအထေတရတန္တမရှိတဲ့စိတ်နော်ဒုရင်ကမံဧကဇာရအတ္တရိတံကိုဟာတရားရေစိတ်တံတန်ယမိတ်တံဒီမောက္ခန္တိမာရဘာဏနာဆိုတဲ့စိတ်တနုပဒနာမှာမြတ်စွာဘုရားဟောတော်မူတဲ့အဝိလိုအလွန်ပြည့်တတ်တဲ့စိတ်တစိတ်ပေါ်ပြီးမှတစိတ်ဖြစ်တဲ့စိတ်တစိတ်ဖြစ်ပြီးမှတစိတ်ဖြစ်တဲ့စိတ်အထေတရတန္တမရှိတဲ့စိတ်ဟာတယဝတ္ထုတည်းသောဟာတယလှိုင်ကောင်းမှာတရားတူးတဲ့နေတတ်တဲ့စိတ်ပြောင်းလဲနေတဲ့စိတ်အဲ့ဒီစိတ်ကလေးကိုဘုရားကဘာလို့ခိုင်းတယ်ဒီစိတ်ဟာဗာမင်ကန့်ညိနေတတ်တာကိုဟုတ်တယ်လားအစွဲတွေပြည့်ကျပ်နေတဲ့ဒီစိတ်သည်ဘဝကိုဘာဖြစ်စေတတ်တယ်ရမိုးစေတတ်တယ်ဟုတ်တယ်လားတနည်းအားဖြင့်ပို့ပြီးတော့လိုရင်ဒီတဲ့ပြောလို့ရှိရင်ဘယ်ကိုရောက်စေတတ်တယ်အပေတန်တရာဘယ်တန်တရာလဲချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာလားဆင်းရဲစေတတ်တဲ့အဲ့ဒီနေရာကိုရောက်တယ်ဆိုတာဟာတရားဓမ္မပေါင်းသူတော်ကောင်းတို့သူတော်ကပို့ပေးတာလားကိုမကောင်းလို့ဖြစ်တာလားဒါကြောင့်သာလေကိုကောင်းအောင်နေဒါလိုပြောတယ်ဟုတ်တယ်လားကိုကောင်းအောင်နေသူတော်ကမကောင်းတာကိုမဝေဖန်နဲ့ဟုတ်တယ်နော်ဒီနေ့ဘုန်းကြီးတို့သူတော်ကောင်းတို့ဤခန္ဓာကိုညံဆိုင်ပြီးကြည်နေတယ်ဆိုတာဘသူမကောင်းတာကိုဘသူကြည်နေတာငါမကောင်းတာငါသိပါဟောဘူးတယ်နော်ကိုမကောင်းတာကိုမကောင်းပါလည်းရဲ့ကောင်းတယ်လို့ဆွဲနေရင်အဲ့ဒီအဆွဲစွန့်အားသည်ဒုက္ခကိုရောက်စေတတ်သလားဒုက္ခရောက်စေတတ်သလားဒုက္ခရောက်စေတတ်တဲ့ဒီစိတ်အာယုံကလေးကိုဘုရားကဘာလို့ခိုင်းတဲ့တ
ဖြစ်စည်းလိုက်တဲ့ဘာအာယုံနဲ့ဖြစ်စည်းရမယ်ဝိပဿနာအာယုံကဲဟုတ်ပြီရုပ်ကိုဆွဲနေတယ်ဆိုတဲ့အဆွဲလေးကိုဒီနေ့ဖြုတ်မယ်ရုပ်ကိုဆွဲနေတယ်တော့ဟောဒီခန္ဓာကိုယ်ကြီးကိုသူတစ်ပန်းကိုထားလိုက်အောင်ကိုဆွဲနေတဲ့ခန္ဓာငါတကူလုံးကိုငါခန္ဓာဖြစ်နေသိမ့်မိတ်ထားတယ်ယောက်ျားမိန်းမပုဂ္ဂိုလ်တော်ပဲသိမ့်မိတ်ထားတယ်ကဲယောက်ျားဆိုတာဘာကိုခေါ်ပါသလဲပရမတ်မျက်လုံးနဲ့ကြည့်ဟုတ်တယ်လားဒီခန္ဓာကိုယ်ကြီးကိုစုစည်းထားတာကသမုဟပညာပေါင်းစုထားတာခန္ဓာ၅ပါးတို့ပေါင်းစုထားတာဓာတ်ကြီး၄ပါးတို့ဖြင့်ဖွဲ့စည်းထားတာကဏပညာအဆိုင်ခက်တရတန်တန်တို့ဖြင့်ပေါင်းစည်းထားတာပညာတန်တန်နဲ့ပညာယောက်ျားတန်တရာမိန်းမတန်တန်ပုံတရံအားဖြင့်တည်နေတဲ့ပညာဟုတ်တယ်နော်ဒါယောက်ျားပဲမိန်းမပဲလို့သမုတ်ထားတာနော်ယောက်ျားဣဋ္ဌိယဘာဝမိန်းမဆိုဣဋ္ဌိယဘာဝယောက်ျားဆိုရင်ပုရိသဘာဝအဲ့ဒီဘာဝယုတ်နှစ်ပါးတို့ဖြင့်ဖွဲ့စည်းကြတာပုရိသဘာဝယုတ်ဣဋ္ဌိယဘာဝယုတ်ဟုတ်ပြီယောက်ျားမိန်းမဆိုတဲ့ဖွဲ့စည်းကြတဲ့သမုဟခန္ဓာကြီးတန်တန်နဲ့ပညာခန္ဓာကြီးအဲ့ဒီတန်တန်နဲ့ပညာရဲ့ပုံတရံကြီးပေါ်မှာဉာဏ်ဝင်ပြီးတော့ထောက်ကြည့်လိုက်တဲ့ခါမှာတဲ့ယောက်ျားဆိုတာသဘင်ကိုခေါ်သလားမိန်းမကိုခေါ်သလားဒီခေါင်းကိုခေါ်တာနရွက်ကိုခေါ်သလားတကူလုံးမှာအရေးထူအရေးပါကိုခေါ်သလားအရေးထူအရေးပါခေါ်သလားတပုံလေးစုထားလိုက်32ပါးသောကောဋ္ဌတအသားလေးကိုတစုစုတဲ့အသားကိုယောက်ျားလို့ခေါ်သလားမဟုတ်ဘူးအကျိုးတွေအကုန်လုံးခွာရှာတာအကျိုးတွေအကုန်ဖြတ်တပုံပုံထားလိုက်အကျိုးကိုယောက်ျားလို့ခေါ်သလားမခေါ်ဘူးနော်အကျိုးကအကျိုးယုတ်ဟုတ်တယ်လားသေရှိတလိဒါတွေယောက်ျားခေါ်သလားအဆုတ်တေဥသိမ်ဥမတွေအကုန်တစ်ခုစီအပထဝီဓာတ်နဲ့အာဘောဓာတ်ဆနဲ့ပါတစ်ခုသက်ချေတဲ့ပြီးသွေးစေချင်းချင်းငယ်တွေ32ပုံပုံထားလိုက်ဘယ်မှာယောက်ျားရှိဘယ်မှာလဲမိန်းမရှိတယ်ယောက်ျားလဲမိန်းမလဲ32ပါးသောကောဋ္ဌတာတို့ဖြင့်စုစည်းပြီးတော့တိဆောက်ထားသောခန္ဓာပဲဒါဆိုရင်အဲ့ဒီ32ပါးသောကောဋ္ဌတာတို့ဖြင့်တိဆောက်ထားတဲ့ခန္ဓာ42ပါးသောကောဋ္ဌတာတရားတို့ဖြင့်တိဆောက်ထားသောခန္ဓာပဲလို့သိလိုက်ခြင်းကြောင့်အရေးထူအရေးပါရဲ့အကျော်တွေအနှုံးနှလုံးတွေအသားတွေခန္ဓာအယိုးတွေအယိုးပေါင်း300အကျော်ပေါင်း9000ဟုတ်တယ်လားအယိုးပေါင်းက300အကျော်ပေါင်း9000တို့ဖြင့်အမြင့်မပြတ်ရက်ပတ်ထားသောခန္ဓာအင်ကြီးပဲဘာတစ်ခုရဲ့မှာငါအဖြစ်နဲ့သိမ့်ပိုက်လို့မရပါလားအရှိခံလို့ဒါယောက်ျားပဲမိန်းမပဲပုဂ္ဂိုလ်ပဲတတ္တဝါပဲအသက်ပဲဇီဝပဲလိပ်ပြရဲ့ပဲလို့ကံကြည့်လို့ထောက်လက်ညှိုးထိုးပြလို့ထိုးပြစရာရှိသလားရှိပါဘူးတုံညဖြစ်သွားမယ်ဘာဖြစ်သွားရမလဲခန္ဓာတစ်ကိုယ်လုံးမှာညံထဲမှာတုံညမြင်သွားရမယ်ဆွဲเสียဘာမှမရှိတော့ဘူးဟုတ်တယ်နော်ရုပ်ကိုလည်းဆွဲเสียမရှိသလိုရုပ်ကိုအရှိခံဖြစ်ပေါ်လာတဲ့ခံစားတတ်တဲ့ဝေဒနာမှတ်သားတတ်တဲ့တင်ညာပြုပြင်စစ်စောတတ်တဲ့သင်္ခါရသိတတ်တဲ့ဝိညာဉ်နာခန္ဓာ၄ပါးဟုတ်တယ်နော်ရုပ်ဝတ္ထုကိုအခြေခံပြီးဖြစ်ပေါ်လာရတဲ့ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတဲ့နာခန္ဓာပဲနှပါကဲဒီနာခန္ဓာ၄ပါးရုပ်နဲ့ပေါင်းတော့ခန္ဓာ၅ပါးဖြစ်လာတယ်မဟုတ်လားခန္ဓာ၅ပါးသည်ယောက်ျားဟုတ်ရဲ့လားမိန်းမဟုတ်ရဲ့လားပုဂ္ဂိုလ်တ attva ဟုတ်ရဲ့လားခန္ဓာပဲနှပါးသာဟုတ်တယ်၅ပါးခန္ဓာ၅ပါးကိုအရှင်းချုပ်လိုက်ပြန်တော့တကိုယ်လုံးမှာတရွရွတမမတလုံးလုံးတပြုတ်ပြုတ်တောင်းတင်းညောင်းညာကြိုက်ခဲပူအေးထုံကျင်းဘာလို့ခေါ်တယ်ရုပ်တရားဟုတ်တယ်လားအဲ့ဒါတောင်းတာတင်းတာညောင်းတာညာတာကြိုက်တာခဲတာပူတာအေးတာလေးတွေကိုတခုစီတိပေးတဲ့သဘောကညာတရားဘာနဲ့ပါရှိသဘောပေါက်တယ်နော်ခန္ဓာတစ်ကိုယ်လုံးမှာယောက်ျားမိန်းမပုဂ္ဂိုလ်တရားဝါလာရုပ်နဲ့နာမ်ပဲလားဒါကြောင့်
ယုံနံကိုငါဆွဲလို့ငမာခဲနဲ့သူထင်းတဲ့ညံမွဲတဲ့ပုထုဇဉ်ရဲ့သူမမြင်အကန့်ဒါလို့ဆိုတဲ့နော်ပုထုဇဉ်လူမိုက်တို့ကိုရှေ့အရိယာသူတော်စင်များကယုံနံတွေကြော့ကြမ်းလို့လိန်ညာမှမသိတာငါမဟုတ်တဲ့နံယုတ်နှစ်ဖြားရဲ့ငါတန်တန်ဖန်ဆင်းလို့လေလို့ဟိုတုန်းကရှေ့သူတော်ကောင်းကြီးတဲ့လေးရှိုးလေးစီးပြီးတော့နာဝင်လွယ်အောင်စီကုံတော်မူခဲ့တယ်ကဲဒါဆိုရင်ဟောဒီခန္ဓာကိုယ်ကြီးကိုယုံနံနှစ်ဖြားခန္ဓာ၅ကိုသစ္စာတရားဖြင့်ပေါင်းစည်းကြည့်ပါတဲ့သစ္စာအသိဉာဏ်လေးနဲ့ပေါင်းစည်းပြီးတော့ဟောဒီနာယုတ်နှစ်ပါးမှတပါးခန္ဓာတစ်ခုလုံးမှာဘာများရှိပါသလဲကြည့်လိုက်ပါတဲ့ဟုတ်တယ်နော်ဖောက်ပြန်မှုသဘောအစုရဲ့တိတတ်တဲ့သဘောအစုရဲ့ဒါနှစ်ခုပဲရှိပြောရတော့ဝင်လေထွက်လေသည်ဝင်လေထိရုပ်တရားတိတာလေးကထွက်လေထိသွားတာလေးကရုပ်တရားသိလိုက်တာလေးကဘာနဲ့ပါရှိတယ်ဝင်လေထွက်လေထိမှုသိမှုကဘာနဲ့ပါယောက်ျားဟုတ်ရဲ့လားဝင်လေသည်ယောက်ျားပါလားမိန်းမပါသလားထွက်လေထိမှယောက်ျားမိန်းမပါသလားဝင်လေထွက်လေကဝါယောတယုတ်တွန်းကန်လှုပ်ရှားနေတတ်တဲ့သဘောမို့လို့ယုတ်တရားဟုတ်တယ်လားတွန်းကန်လှုပ်ရှားမှုလေးတွေကိုတိပေးတဲ့သဘောလေးကနန္တရားကဲခန္ဓာကိုယ်ငြိမ်ငြိမ်လေးထိုင်ပန်များလာတော့ခန္ဓာကတင်းလာတလူလူတောင်းလာတလူလူကျင်လာတလူလူအောက်လာတလူလူဟုတ်တယ်လားအောက်ပိုင်းဝေဒနာအထက်ပိုင်းဝေဒနာတခါတည်းမျက်နှာကိုယ်နဲ့ပယုစီတက်တဲ့ပူရီတက်တဲ့တလူလူတရွတောက်ပွားမတပေါ်ရွာကနေမွားကနေမပေါ်နေဘူးလားအဲ့ဒါယောက်ျားမိန်းမပုဂ္ဂိုလ်တော်ဘာလားယုတ်တရားလားမပေါ်တဲ့သဘောလေးကိုမသိနေဘူးလားသိတာကတော့ယောက်ျားကသိတာလားမိန်းမကသိတာလားနန္တရားလားစိတ်နဲ့စေတသိက်ကပေါင်းစည်းထားတာကိုနာလို့ခေါ်တယ်မို့လားဝေဒနာရဲ့သင်ညာရဲ့သင်္ခါရကိုဘာလို့ခေါ်တယ်စေတသိက်၃ပါးဘာ၃ပါးလဲဝေဒနာဆိုတာစေတသိက်သင်ညာဆိုတာလည်းစေတသိက်သင်္ခါရဆိုတာလည်းစေတသိက်ဟုတ်တယ်နော်ဟောဝိညာဉ်ဆိုတာကတော့စိတ်နားလည်ပြီနော်စိတ်နဲ့စေတသိက်ကိုပေါင်းစည်းထားတာကိုဘာလို့ခေါ်တယ်နာနမတိတိနာမအာယုံကိုညှက်ကိုင်းတတ်တဲ့သဘောကိုဘာလို့ခေါ်တယ်နာဆိုတာဘာလဲလေအာယုံကိုညှက်တတ်တယ်လှမ်းပြီးညှက်ကိုင်းတတ်တဲ့ခန္ဓာကပေါ်လာတဲ့အာယုံလေးကိုလှမ်းတော့ညှက်ပြီးတော့တိတတ်တဲ့သဘောကိုဘာလို့ခေါ်တယ်နာဒါဆိုတရော့တမမပေါ်တဲ့အာယုံကယုတ်ဒါဆိုဘာနဲ့ပါရှိယောက်ျားရှိသေးသလားမိန်းမရှိသေးသလားဟောပုံသဏ္ဍာန်နိမိတ်ကြီးပျောက်လာလိမ့်မယ်တရားမှတ်မှန်ပညာကြီးပျောက်တခါတည်းအောက်ပိုင်းလဲပျောက်အထက်ပိုင်းလဲပေါ်လက်ရှိပုံဘာမတွေ့တော့ဘဲနဲ့ဟောမှတ်เสียလေးတစ်ခုနဲ့မှတ်နေတာလေးတို့ဒါပဲတွေ့လာမယ်မှတ်เสียမှတ်နေတာဟုတ်တယ်နော်တခါတည်းဟာတရားကိုထောက်ပြီးတော့မှတ်တဲ့ပုဂ္ဂိုလ်ကြတော့ဒိတ်မထင်ရှားနေဘူးလားအဲ့ဒီထင်ရှားလာရင်ယောဂီကဟာဘာဖြစ်လာမဲ့သူယုံရင်စံကမဖြစ်နဲ့တတိတိပေါ်နေတဲ့သဘောတွေကိုယ်နဲ့ဆိုင်သလားဒါသူ့ဟာသူထင်ရှားနေတာဟာတရားဝတ္ထုယုတ်ကသူ့ဟာသူဖောက်ပြန်လာနေတာပေါ်တဲ့သဘောလေးကိုဒီကနေ့သူ့ဟာသူပေါ်လိုက်သူ့ဟာသူပြောက်လိုက်သူ့ဟာသူအစားတို့ပေါ်ချုပ်အစားတို့ပေါ်ချုပ်အစားတို့ပေါ်ချုပ်ပေါ်နေရလေးကိုလှမ်းလို့မြင်းနေုံပဲကိုယ့်လောက်ကတက်ကောင်းတက်တာချင်းတာစိတ်ကလေးဖြင့်အကဲခံပြီးကြည်နေုံပဲကိုကအဲ့ဒါမှဟောအရှင်မခံနဲ့ဟာရေတခါတော့ရေနောက်ဒိန်တခါတော့ခန္ဓာကိုလှုပ်တယ်လို့ဖြစ်လာတတ်တယ်ဟာငါဘာဖြစ်သွားလဲမသိဘူးဘာမှမဖြစ်ဘူးတမာတိကြည်လာတဲ့တွေ့တာကြောင့်တမာတိဓာတ်ရှိလာလို့ခန္ဓာထူးခြားမှုလေးကိုတွေ့လာတဲ့သဘောဟုတ်တယ်နော်သတိနေပေါ်နေတာလေးကယုတ်တိတာလေးကနာဒါပဲရှိတယ်ပုဂ္ဂိုလ်ပါသလားတတ္တဝါပါသလားတတိနေပေါ်နေတဲ့ဥစ္စာအသည်ဒါအတုံးကြီးပဲခဲကြီးပဲလို့ရှားလို့ရသလားသဘောပါတယ်လေသဘောမှတ်เสียသဘောလေးကျင်တာလေးကသဘောလေးအောင့်တာလည်းသဘောလေးကြိုက်တာလည်းသဘောလေးထုံတာလည်းသဘောလေးနာတာလည်းသဘောလေးသဘောကိုမြင်ဖို့လိုတယ်ဒါမနေ့ပြင်ကြရင်ဝေဒနာကမ္မထာမိုင်းဆိုင်ရအောင်စပြီးတော့ယောဂီများကိုအသိစိတ်ခေါ်လာလိမ့်မယ်အဲ့ဒီတော့ကမ္မထာအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဟာ
ဒီခန္ဓာကရုပ်ပေါ်မှာတော့၎င်းဝေဒနာပေါ်မှာသင်ညာသင်္ခါရဝိညာဉ်ခန္ဓာ၅ပါးပေါ်မှာတစ်ခုတစ်ခုစီပဲကြည့်ကြည့်ခြုံလို့ပဲကြည့်ကြည့်အကြည့်ခံအာယုံမှန်တဲ့များတို့သည်တသမတ်တဲ့ငြိမ့်နေသလားပေါ်ပြီးပျောက်နေသလားပေါ်တာနဲ့ပျောက်တာကိုတွေ့အောင်ကြည့်ဟုတ်တယ်နော်ဘာကိုမြင်ဖို့လို့လဲကျင်နာလေးမပေါ်လာဘူးလားကျင်တဲ့နေရာကိုကြည့်ဩဖောက်ပြန်နေပါကျင်နေတမမှန်နဲ့ဩဖောက်ပြန်နေပါလားအဲ့ဒီဖောက်ပြန်ကျင်မှုသဘောတတ်ဟာတသမတ်သေးငြိမ့်နေသလားဒါမှမဟုတ်ရော့သွားသလားတူးလာသလားဉာဏ်သွင်းယောဂီများဝေဒနာနဲ့တဏှာကြားမှာဉာဏ်သွင်းမရောစေနဲ့ဝေဒနာပစ္စတဏှာမကတ်စေနဲ့စက်ဝိုင်းနဲ့ယောဂီတို့ရှိမှစချတာစက်ဝိုင်းနဲ့ထုံးဝေဒနာကြားနဲ့တဏှာကြားမှာဖြတ်ရတဲ့အလုံးနော်ပဋိစ္စသမုပ္ပါဖြတ်တယ်ဆိုတာဘယ်နားမှာဖြတ်တာအေးဒီခန္ဓာကိုယ်ထဲမှာပေါ်လာတဲ့ခံစားမှုဝေဒနာနဲ့ဟာတာယာကြည်တတ်တဲ့တဏှာကြားထဲမှာဘာသွင်းရမလဲတဏှာတို့မကူးစီနဲ့ဩပေါ်နေပါလားဖောက်ပြန်မှုပေါ်နေပါပေါ့လားဖောက်ပြန်တာကိုဖောက်ပြန်မှန်သိငါနားလိုက်တာရှင်းနေတာကိုက်တာဘာဖြစ်လာမသိမလုံနဲ့ငါမရောနဲ့ငါမဟုတ်နံယုတ်ဖောက်ပြန်တာကယုတ်သိနေတာလေးကခွဲထားပေးပါမပူးစီနဲ့ယုတ်နဲ့နာမရောသွားတဲ့ရောရင်ဥပဝေဒနာပစ္စယနဲ့တဏှာပစ္စယဥပဒံဖြစ်သွားမယ်ဟုတ်တယ်လားဝေဒနာပစ္စယဥပဒံဝေဒနာပစ္စယကာမဘဝဖြစ်သွားမယ်ကြော်သွားလိမ့်မယ်ပရိစ္ဆေသမုပ္ပါဆက်သွားတတ်တယ်ဖြတ်ရမယ့်နေရာမှာဆက်သွားရင်ငါရောလို့ချင်းပြီနော်အဲ့ဒီဝေဒနာပေါ်လာခဲ့ညာပေါ်တဲ့နေရာတတိထောက်လှမ်းကြည့်ဒါဒီငြိမ်မှုရှိသလားအရှိလားမရအိုးရောသွားလာပြီတိုးလာရိတ်ခဏမတူတဲ့လက္ခဏာလေးတွေပြောင်းလဲမှုလက္ခဏာကအနိစ္စလက္ခဏာတိတာကဉာဏ်ရှိကအနိစ္စနောက်ကမေကရှိကဒုက္ခနောက်ကမေကရှိကအနနောက်ကမေကစင်ရဲနဲ့ပြောင်းလဲနေတာကဆင်းရဲတဲ့ဒုက္ခလက္ခဏာလှမ်းလို့တွေ့ထိနေတာလေးကဉာဏ်နားလည်ပြီနော်မတူတဲ့လက္ခဏာကိုမြင်ရမယ်နော်ဘာကိုမြင်ရမယ်တစိမ့်နဲ့တစိမ့်မတူတအာယုံနဲ့တအာယုံမတူတစ်ခုနဲ့တစ်ခုမတူအခုချင်းမောက်မှကြည့်ရမယ်နော်ပြီးခဲ့တာလေးကိုယ်နဲ့မဆိုင်ဘူးမပေါ်သေးတာကိုယ်စီမရောက်သေးဘူးကိုယ်နဲ့မဆိုင်ဘူးအခုထိုင်တဲ့ခဏမှာပေါ်နေတဲ့ပေါ်ခန္ဓာပစ္စုပန်ကိုကြည့်ဘာကိုကြည့်ရမယ်ပစ္စုပန်ခန္ဓာပေါ်ခန္ဓာကိုကြည့်ထိုင်တဲ့ခဏမှာပေါ်လာတဲ့ခန္ဓာရက်ဆက်ခဏပေါ်လာတဲ့ခန္ဓာစိတ်ကြံမှတ်ဆက်ခဏမှာဒီအာယုံနဲ့ဉာဏ်နဲ့တွဲပြီးနေတဲ့အခါပေါ်လာတဲ့ခန္ဓာပေါ်ခန္ဓာကိုကြည့်ဘယ်အာယုံပေါ်ချမ်းသာတဲ့အာယုံပေါ်ခြင်းပေါ်မယ်ဆင်းရဲတဲ့အာယုံပေါ်ခြင်းပေါ်မယ်ဝမ်းသာတဲ့စိတ်ပေါ်ခြင်းပေါ်မယ်ဝမ်းတဲ့ဆရာလိုပေါ်ခြင်းပေါ်မယ်စိတ်ဆင်းရဲစရာပေါ်ခြင်းပေါ်မယ်သူကိစ္စကအမျိုးစုံပေါ်လာလိမ့်မယ်ကိုယ်နဲ့မဆိုင်ဘူးကိုယ်နဲ့ဆိုင်သလားခန္ဓာတို့မိဒီမှာယောဂီပေါင်းသူတော်ကောင်းတို့ဖြစ်ပေါ်လာသမျှပစ္စည်းချမုတ်ချခန္ဓာခေါ်ဟုတ်တယ်နော်ဖြစ်ပေါ်လာသမျှသောအာယုရိယဖြစ်ပြီးပစ္စည်းတဲ့တွေ့တာကြောင့်ခန္ဓာလို့ပြောတယ်နားလည်ပြီနော်ဘာလေးဖြစ်ဘာလေးပေါ်ဘယ်အာယုံပဲပေါ်ဖြစ်ပေါ်လာသမျှခန္ဓာကိုယ်ထဲမှာဘာလေးဘယ်စိတ်ဘယ်ဓာတ်လေးပေါ်ဖြစ်ပေါ်ရင်ပြက်ဖို့ဖြစ်လာတာဖြစ်ရင်ပြက်မှာပဲမပြက်ဘူးဖေဟာဒီတိုင်းပဲတန်းနေတယ်ဆိုတာပညာလွှမ်းမိုးနေလို့ဟုတ်တယ်နော်ပညာကပရမတ်ကိုဖုံးတတ်တယ်နော်ပညာကဘာကိုဖုံးတတ်တယ်ပရမတ်ကိုပညာကဖုံးလုံးပြီဆိုရင်ဝေနာပစ္စယတဏှာပြဥပဒံဟောအစွဲကတ်သွားပြီဟာငါဒီတိုင်းပဲပျောက်ကိုမပျောက်ဘူးဟိဝေနာပေါ်ပျောက်ကိုမပျောက်ဘူးဝေနာပျောက်မှန်းကိုမြင်မှမမြင်ပဲကိုဟုတ်တယ်လားညံအောင်မှချုပ်နေတာလေးကိုဖြစ်ချုပ်တစ်စက္ကန့်လေးမှရမနေမနဲ့ဂုဘောဂုချုပ်ဒါလေးကိုမြင်နေရင်မြင်လာမယ်ဆိုရင်ယောဂီပုဂ္ဂိုလ်မှာဘာပြုတ်ထွက်သွားပြီအစွဲဩဘာတစ်ခုမှမတည်မြဲပါလားဘာတစ်ခုမှမတည်မြဲပါလားဩပေါ်လာတဲ့ညံအောင်မှပေါ်လာတဲ့အာယုံလေးတွေကအိုးသူ့ဟာသူဖြစ်သူ့ဟာသူပေါ်သူ့ဟာသူပြောက်တစ်ခုချင်းအိုးတစ်ဖက်ပြောင်းလဲနေတဲ့သဘောလေးကိုလှမ်းလို့တခါတည်းကြာရင်
အဲ့ဒီလိုပေါ်လာပြီဆိုရင်စိတ်ကိုချော့ချခန္ဓာကိုချော့ချတာခန္ဓာတောက်မှထားလိုက်နဲ့တခါတည်းမြင်လာပြီဆိုရင်တောက်လာတတ်တယ်တင်းထားတတ်တယ်အဲ့ဒါတော့လွဲသွားပြီမှတ်ကွက်တယ်တခါဟာလို့တွေ့ပြီဆိုပြီးတော့ဝိရိယတင်းနဲ့ပျောက်သွားပြန်ပြီတရားဆိုတာလုံးမရှုရခြာမရှုရရိုးရိုးလေးသာမှတ်ရဟာမှတ်လို့မြင်လည်းဖြစ်ဖြစ်တွေတွေ့ပြီဆိုပြီးတော့ဝိရိယတင်းလိုက်ပြန်ပျောက်သွားမှတ်စံပျောက်သွားပြီအဲ့ဒါလုံးမရှုရဘူးပင်ကိုအရှိတိုင်းသာအေးချမ်းသောစိတ်ဖြင့်စောင့်ကြည့်နေခြင်းကြောင့်ဘယ်စိတ်ပေါ်ဘယ်အာယုံပေါ်ညာအောက်မှာပေါ်လာတာညာရှိမှပေါ်လာတဲ့အာယုံတရားတို့သည်သူ့သဘောသူဖြစ်ပေါ်လာပြီသူ့သဘောသူပဲဖြစ်သွားလိုက်ပေါ်လိုက်ပြောင်းလိုက်ပေါ်လိုက်ပြောင်းလိုက်ပကနေတစ်ဖြက်နဲ့အိုးတခါတရံကြရဲ့မူဒီမှုပေါ်တွေခန္ဓာကိုယ်ကြတော့အိုးကင်းထဲမှာနှမ်းနေပေါက်တာတွေ့တစ်ဖြက်ဒီကိုလုံးမှာတစ်ဖြက်နဲ့ဖြစ်တဲ့သဘောလေးကိုထင်ရှားလာတတ်တယ်ဟုတ်တယ်လားတစ်ဖြက်နဲ့ဖြစ်တဲ့သဘောလေးကိုညာထဲမှာလှမ်းလို့လားမြင်ရင်အဲ့ဒီကဟာဒီကိုလုံးဖြစ်နေပါပေါ်လားလို့လောမကြည့်လိုက်နဲ့ဗျာများပြီးနေရင်မောသွားတတ်တယ်ဒါကမ္မဋ္ဌာန်းတရားဆိုတာတရားဓမ္မတွေထိုင်နေုံနဲ့မပြီးဘူးနော်ထိုင်နေုံနဲ့မပြီးဘူးနော်ဟာငါအကြာကြီးထိုင်နေတာပဲဖြစ်နေထိုင်တော့ထိုင်တာထိုင်နေပြီညတ်တာညံမရောက်ပဲထိုင်ရမောင်းထိုင်မယ်ထိုင်ဖတ်တင်နေလိမ့်မယ်ဟုတ်တယ်လားဒါလောကုတ္တရာအရာမှာဆရာအဓိကတဲ့ကမ္မဋ္ဌာန်းဘာဝနာအားထုတ်တဲ့နေရာမှာဘာအဓိကဆရာသမားများရဲ့အနိကဆုံးမမှုကိုခံရတဲ့ပုဂ္ဂိုလ်ဟာချစ်ချင်းမဲ့လင်းမြန်စွာအတိတွေကိန်းသွားတတ်တယ်နားလည်ပြီနော်အတိညာတွေလင်းမြန်စွာအနှဲငယ်သောအရှိနာရီပိုင်းတွင်းမှာရက်ပိုင်းတွင်းမှာထူးခြားတဲ့မဲ့ညာပုံညာပေါ်သွားမယ်ဆိုလို့ရှိရင်ကျေးဇူးများသွားပြီခက်တာအလယ်လာရကြုံနှက်သွားပြီနော်အဲ့ဒါလိုမဟုတ်ပါအချိန်တော့ကြာနေပါရဲ့နှစ်ပေါင်အများကြီးတရားတော့မှတ်လာပြီတခါတော့ကရိတ်တာတစ်ခုကထွက်လာတဲ့ဒကမာကြီးတယောက်နှစ်ပေါင်30ကျော်နေလာခဲ့တယ်အဲ့ဒီရိတ်တာမှာဒါရိတ်တာစော်ကားတာမဟုတ်ဘူးနော်ရိတ်တာမှာရိတ်တာစီကံစတဲ့သူ့ဟာနဲ့သူ့အချိန်မှတ်ချင်ကြမှတ်လုံးချင်တာသူ့လို့နော်အဲ့ဒီတော့ဒီယောဂီကဘာလို့လဲဘုန်းကြီးစီမှာလာပြီး10စက္ကန့်လာဝင်တော့ဘုန်းကြီးက2ရက်အတွင်းမှာဒါဘကိုးတရားစခန်းမှာပေါ့လေနည်းနည်းကြာသွားပြီသူလာ6ဖုံးဗျာတဲ့တပည့်တော်ဖိဒါမှာဗျာနေလာခဲ့တာတပည့်တော်အများကြီးတရားတွေတွေ့ပြီလို့ကိုယ်ထင်ကြီးခဲ့တယ်ဒါပေမဲ့ဘုံဘုံတို့ရဲ့ဟောပြောခြင်းနဲ့ခန္ဓာကနဲ့ကြိုက်ကြည့်တဲ့ခါမှာတပည့်တော်ဘာမှမရသေးဘူးဗျာဟောအချိန်နေတပည့်တော်နှမျောလိုက်တာအဲ့ဒီနေရာမှာတပည့်တော်နှစ်ပေါင်းမြောက်များစွာအချိန်ကြာပြီးနေလာခဲ့တယ်ဒါပေမဲ့တပည့်တော်အပြင်မထွက်ဖြစ်ဘူးအပြင်လောကနဲ့ဆက်ဆံမှုမရှိတငယ်ချင်းတယောက်ကဘုံဘုံသတင်းကိုကြားလို့တပည့်တော်ပို့လိုက်လို့ရောက်လာတာလေကျေးဇူးများပါပြီဗျာကျေးဇူးမများသေးဘူးတက္ကမရဲ့ရှေခံလေးပဲယုံနံကွဲယုံမဲ့ကြံသေးတယ်ဝိပဿနာဉာဏ်တက်ဖို့လိုသေးတယ်ဝိပဿနာဉာဏ်မှမဲ့ဉာဏ်ကိုပေါ်အောင်ကြိုးစားဖို့ကိုယ်အလုပ်တယ်သို့တော့ဘုံဘုံတို့ညွန်ပြတဲ့အတိုင်းသာစကားကိုနားထောင်ဖို့လိုတယ်ဟုတ်တယ်နော်အသင်တတ်ရင်မပန်းပဲနဲ့ရတယ်လို့ပြောတယ်မဟုတ်လားအဲ့ဒါကြောင့်တရားဆိုတာကအရှိခံဖောင်ဒေးရှင်းလေးရှိလာပြီဆိုရင်အဲ့ဒီခိုင်ခန့်တဲ့ဖောင်ဒေးရှင်းလေးကိုအထက်တက်ပြီးတော့ဘယ်လိုမှခန္ဓာတတိပေးပြီးဝိရိယတင်ပေးလိုက်ဆွဲတင်ပေးလိုက်ဉာဏ်လေးတင်ပေးလိုက်အဲ့ဒါလိုတည်ရဲ့တရားဓာတ်တွေတင်ပြီးတိုးတက်ပြီးတော့အဲ့ဒီယောဂီဟာတကက်မျက်မှောက်ပြီးသွားချတာကိုယ်ရမြောက်တဲ့နေ့နော်ကိုယ်ရလောက်မြောက်တော့တကက်မျက်မှောက်ပြီးသွားတာတကက်ဒိဋ္ဌိဝိသိကိတာပြုတ်ပြီးတော့သောတာပန်အဆင့်ကိုသူဟာရပြီးတော့ဖိုးစောစိုးလို့ရသွားရှာတယ်ညမနဲ့3မိနစ်လောက်ဖိုးဝင်စားလို့ရနော်ဘုန်းကြီးကမှန်ဆိုတာဖိုးဝင်စားခိုင်းတယ်ညှစ်တိုင်းနဲ့ခန္ဓာဖြစ်ခြင်းကိုမှမှတ်ပြီးဖြစ်တဲ့အဆုံးကိုညာနဲ့ညှစ်လို့ရပါလားဖြစ်ကိုအာရပါရတွေ့ပြီးဖြစ်အဆုံးကိုညာနဲ့ညှစ်လို့ရပါလားပဏမအာယုံညှစ်ပြီးတော့မျက်မှောက်ပြုတ်ခဲ့တဲ့နေရာကိုညှစ်ကြည့်စမ်းချုပ်ငိမ့်သွားတယ်အေးပြီးတွေ့တယ်ပြန်ဖြစ်ကိုပြန်တွေ့တယ်ဗျတစ်ချက်နှစ်ချက်တွေ့ဟာအဲ့ဒီတော့မှ
တရားမှာတရားဆိုတာဘုန်းကြီးဟောလို့သိလို့မဟုတ်ဘူးဘုရားရှင်ဟောတော်မူတဲ့ဒေသနာအစဉ်အဖြစ်နဲ့ညှိရတယ်ဒေသနိကမဏိပတပဝတိကမဏိပဝတိကမဏိနဲ့ကျင့်စဉ်လေးနဲ့ဘုရားဟောတဲ့ဒေသနာတွေနဲ့ညှိပြီးတော့ညွန်ပေးမှသာလေရုပ်ရမှန်မှန်ဆိုတာသိတာရတယ်ဒါကြောင့်မို့လို့တရားဓမ္မတွေတရားဆိုတာဆရာသမားများကပင်ပင်ပန်းပန်းခံပြီးတော့ညွန်ပေးနိုင်တယ်များတော့တာပြုပြင်ခံရတဲ့ပုဂ္ဂိုလ်ကတော့ကျေးဇူးများတာပဲဟုတ်တယ်နော်ဆရာသမားများဟာဘုရားကပြောပြတယ်ဆရာသမားဆိုတာတဲ့ပပုဆရာနဲ့တူတယ်တဲ့ဘာနဲ့တူတယ်တတုံးကြီးတစ်ခုကိုလိုချင်တာလေးရှံထားပြီးမလိုချင်တာအကုန်လုံးဖက်ထုတ်တယ်လို့ပပုဆရာကျွန်းကျင်လာလေဒီရုပ်ထုဆေးနုတွေဘုရားရုပ်ထုတော်ဆိုရင်ကိုယ်ပွယ်လို့တပ်ပယ်လွန်လို့ကိုယ်ကွယ်တဲ့အနေစာတင်တဲ့အချိန်လေးရောက်သွားချတယ်ဟုတ်တယ်နော်ဒါကောင်းလွန်လို့ဘုဆရာကောင်းလွန်လို့တပ်ပယ်လစွာသောအာယုန်ထဲမှာဘုရားရှင်အာယုန်ကိုယူလဲယူလို့အားရှိတယ်ကဲဘုဆရာကမကျွမ်းကျင်ဘူးဆိုရင်အဲ့ဒီရုပ်ထုစင်ထုတော်သည်မတပ်ပယ်ဘူးမတပ်ပယ်တော့အာယုန်ယူလို့ကောင်းမှမလားမကောင်းဘူးဒါကြောင့်မို့လို့ထိုနည်းတူတာပဲတဲ့ဘုရားကကမ္မထံပါဝနာငါဘုရားနဲ့ငါဘုရားရဲ့တပည့်တော်ကတရားရံဟောတရားပြတဲ့ဆိုတာဟာပပုဆရာမြတ်ကဲ့သို့မလိုချင်တဲ့မန္တမြတ်တွေပယ်ခိုင်းမယ်ကိုလိုချင်တဲ့ပုံသဏ္ဍာန်ဖြစ်ပေါ်လာအောင်ဆောင်ပေးနိုင်လို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်များရပြုပြင်ကိုခံရတဲ့ပုဂ္ဂိုလ်ဟာအလွန်ကျေးဇူးများသွားချတယ်တဲ့တဘဝအတွက်လားတသံသေးဟာလုံးအတွက်လားညားလဲတဲ့နော်ဘာတကားပိတ်ဖို့အတွက်ဘုန်းကြီးတို့သူတော်ကောင်းမြတ်တဏ္ဍာထဲမှာတို့ဘာတကားပိတ်ဖို့သာအဓိကပဓာနာအပေတကားပိတ်ပြီးသားနဲ့သမီးနဲ့ဆွေနဲ့မျိုးနဲ့ပျော်တော့ဟုတ်တယ်လားမိသားစုနဲ့အေးချမ်းချမ်းနေတော့စိတ်ချရတယ်အာမခံချက်ရသွားလို့ဘာပြုတ်ထားပါမှာဆွဲလန်းခြင်းဥပါဒံနားလည်ပြီနော်ဒါကြောင့်မလို့ကျေးဇူးတင်ပါစီဆရာတော်ကြီးကဟိုကောဋိကတုတ်ကအရှင်မဟာကောဋိကတုတ်တော်အရှိခံထားပြီးတော့သောတာပန်များဘယ်နေရာရှုပွား၍သာဖြစ်သည်နိအဲ့ဒါလို့ရှင်မကောဋိကအရှင်သာရိပုတ္တရာကမေးတဲ့အခါရှင်မကောဋိကမထေရမြတ်ကသောတာပန်များခန္ဓာငါရှုပွား၍သာဖြစ်သည်ဟာဆရာတော်ကြီးကလင်္ကာလေးစီပြီးဟောခဲ့တာထေသနာတော်မြတ်တို့ညံလေးနဲ့တွဲပြီးတော့ပြောတော့ဩသောတာပန်ဒီဖို့ဟာလည်းပဲဘာကိုရှုရဆွဲလန်းနိုင်ရငါခန္ဓာမှန်ရွာရှုရဖြစ်သည်ဟောဥပါဒဏ်နဲ့ခန္ဓာအဲ့ဒီအစွဲလေးပြုတ်လို့တဲ့ဘာတီတာသောတာပန်တီတာရှင်းတယ်နော်ဘာတီတာသောတာပန်ဖြစ်တဲ့အရိယာဖြစ်တယ်ဆိုတာဘာတီလို့အစွဲပြုတ်လို့ဘာပြုတ်လို့ရုပ်မှလည်းငါမဆွဲဝေဒနာကိုလည်းငါမဆွဲတင်ညာသင်္ကာရဝိညာဉ်ကိုငါမဆွဲအိုးခန္ဓာဟာသူ့တော်ဟာသူ့ဟာသူဖြစ်ပြီးသူ့ဟာသူပစ္စည်းချင်းမှတပါဘာမှမရှိပါလားဖြစ်ဖြစ်သမျှသင်္ခါရဒုက္ခသစ္စာမှဖြစ်ပြမှုတွေငါကောင်ထင်ခင်မင်သမုဒ္ဒရာမှဆိုသလိုအဲ့ဒါဆိုရင်အဲ့ဒီဖြစ်ချင်းပေါ်မှာအဖြစ်ဖြစ်မတွေ့ပဲတဲ့ငါအဖြစ်နဲ့သိမ့်ပိုက်တယ်ငါနာတယ်ငါကြည့်နေငါကြိုက်တယ်ငါကြိုက်တယ်ငါကြောင့်ငါကငါအိမ်ငါရငါပြအကုန်လုံးခန္ဓာဘွားဒီပေါ်မှာသိသိလိုက်တဲ့ဥပဒံတရားကတော့ဒကာရမတွေဥပဒံနဲ့သိသွားဒုက္ခရီကိုရောက်ချင်းဒါနသီလနဲ့တုတ်တွေကိုရောက်ချီရောက်မယ်အပေတန်လာကစိတ်မချရသေးဘူးဟုတ်တယ်လားကဗံမီလောင်အဲ့ဒီဥပဒံဆိုကာမုပဒံဒိဋ္ဌိပဒံအတ္တဝါဒုပဒံကြီးနဲ့တဏှာနဲ့သိရဒီကဘာမီလောင်နောက်ကပါဆက်ခံရအောင်မယ်မှားရင်တော့အယူရှိနေတာကိုဘာအယူတဲ့လဲငါဆွဲနေတာကိုရုပ်ကိုလည်းခန္ဓာနဲ့နိစ္စတဲ့ခန္ဓာဘွားဒီမှန်တယ်မြတ်မှာငါအဖြစ်နဲ့သိငါအကုန်ငါသူငါတဲ့ငါသားငါသမီးငါဆွေမျိုးငါပဲငါမိမငါမယာငါလင်ငါရငါဖုံကြီးလို့လားဆွဲသေးတယ်အိမ်မှာဆွဲလို့မွားလို့ဘုန်းကြီးငါဘုန်းကြီးဟုတ်တယ်လားအဲ့ဒါလိုလာပြီးတော့ဘုန်းကြီးအချိန်ခံများတော့ဘုန်းကြီးကလည်းပဲဒုက္ခသူလာသေးတာကိုဟာငါဘုန်းကြီးကဘယ်လို့နင့်ဘုန်းကြီးကဘယ်လို့ရန်ဖြစ်ကြတယ်ဘုန်းကြီးတို့အကြောင်းကြီးခံပြီးတော့မရှိဘူးလားရှိလားဘာမှားယွင်းနေတာဆွဲငါဘုန်းကြီးသူ့ဘုန်းကြီးရှိသလားဟော
ယဟန်တန်ဃာဆိုတာကုသိုလ်ယူဖို့အတွက်ဒီအရှင်မြတ်တို့ကိုအကြောင်းရင်းခံပြီးတော့ကာယကံကုသိုလ်တွေဝစီကံကုသိုလ်တွေမနောကံကုသိုလ်သာယူရမယ်ဟုတ်တယ်နော်ကုသိုလ်ပြုဖို့အတွက်ဒီအရှင်မြတ်တွေကလေယာမြေကောင်းသပွဲနဲ့တီးနေခြင်းသာဖြစ်တာအကုသိုလ်ယူဖို့မဟုတ်ဘူးဟုတ်တယ်နော်အကုသိုလ်အဖြစ်နဲ့ယူလိုက်ပြီးဒီပုဂ္ဂိုလ်၅ပါးမှောက်ပြီဆင်းရဲမလားချမ်းသာမလားဘာရှိနေတယ်ဒါဆိုရင်သောတာပန်တော့ဆွဲလန်းနေရငါးခန္ဓာမှန်သာရှိဖြစ်သည်ဆိုတော့သောတာပန်တော့ဟုတ်ပါပဲတဂရကံကဘယ်တရားရှိပွားရတာဖြစ်သည်နည်းဖေဟာလို့မိများတော့တဂရကံလည်းပဲဆွဲလန်းနေရငါးခန္ဓာမှန်စွာရှိရဖြစ်တယ်ဥပါဒณะခန္ဓာ၅ပါးကိုဖြစ်ပြမြင်ဖြစ်ပြမှုဖြစ်ပြဆုံးသွားလို့တဂရကံဖြစ်တာအနာကံဖြစ်တာယဟန္တာဖြစ်တာဒီခန္ဓာ၅ပါးကိုမြင်ပြီးတော့ခန္ဓာ၅ပါးမဟုတ်ဘူးခန္ဓာအဆုံးကိုသောတာပတ္တိမညာဘုံညာနဲ့မြင်မယ်သဂရဂါမိမညာဘုံညာအနာဂါမိမညာဘုံညာအရဟတမညာဘုံညာပြန်မဲ့လေးစင်ဖို့လေးစင်ပြန်တာမျက်မှောက်ပြုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဘာလို့ခေါ်တယ်အရဟန္တပုဂ္ဂိုလ်ပေါ့ဟုတ်တယ်လားတဏှာပဲပြောလို့ရှိရင်တော့ဒုက္ခချုပ်ငြိမ်းသွားတဲ့ပုဂ္ဂိုလ်တဏှာပဲပြောရင်တော့ဘယ်ဘုံဘယ်ဝါမှာကန့်ကြီးစရာမရှိတဲ့ပုဂ္ဂိုလ်အစွဲငြိမ်းသောပုဂ္ဂိုလ်လို့ခေါ်တယ်အရိယာဆိုတာဘာငြိမ်းတယ်ဒါကြောင့်ဒီနေ့ကမ္မဋ္ဌာန်းကွယ်လုပ်ငန်းဝင်ညာကုန်သောယောဂီတော်စင်ပေါင်းတို့တဏ္ဍာထဲမှာခန္ဓာကဆွဲစရာတွေရှိတယ်နော်တသက်လုံးတတန်တရားလုံးမှာဆွဲကြီးလာခဲ့တဲ့ဘာဆွဲငါဆွဲပုဂ္ဂိုလ်ဆွဲတတ္တဝါဆွဲတရားကိုသာဆွဲရမယ်ခန္ဓာကိုမဆွဲရဘူးဟုတ်တယ်နော်။မြတ်စွာဘုရားဟောတော်မူတဲ့တရားဒီမှန်လိုက်ပါပြီ။ဘုရားဟောတရားဖြစ်ရမှာနော်။ဘသူဟောတာတရားဖြစ်ရမယ်။မြတ်စွာဘုရားဟောတဲ့တရားဒီဘုရားရှင်ရဲ့တာဝကတွေဘုရားရှင်ရဲ့တပည့်တာဝကတွေဟောတာတောင်မှဒီလိုနားလေသဘောပေါက်လို့နားလေလို့ရှိမြတ်စွာဘုရားရှင်များဟောရင်ဘယ်လောက်ကောင်းမလဲ။တန်ဃာတော်မြတ်ကဘုရားချင်းဟောပေါ်ညွှန်ပြတာတရားတော်မြတ်ကိုတကယ်အနေငယ်သာဟောနိုင်ကြတာလို့အဲ့ဒါလို့တန်ဃာတော်များကိုထောက်ပြီးတော့ဘုရားရှင်ပေါ်မှာကြည်ညိုတဲ့စိတ်တွေမပေါ်ရဘူးလားဘယ်သူအဆုံးမှသာဖြစ်နေရမယ်နားလည်ဖို့လိုတယ်နော်ဟောဆရာတော်ဒီဆရာတော်သွားမဆွဲနဲ့ညောင်ဦးဆရာတော်တရားကောင်းတယ်ညောင်ဦးဆရာတော်မှမြောက်ဆိုမလုံနဲ့ဟုတ်သလားညောင်ဦးဆရာတော်ဟောတာဘယ်သူအဆုံးမှဘုန်းကြီးမှကိုပင်ကိုဟောနိုင်တဲ့တတ္တိမရှိပါဘူးဘုရားရှင်ဟောတော်မူတဲ့ပရိယတ္တိအတိနဲ့ပฏิပတ်တိအတိကိုပေါင်းစည်းပြီးတော့မှဒကာရမတွေကျေးဇူးပြုနိုင်တာဘယ်သူဆုံးမကိုယူပြီးတော့ဟောနေတာဘုန်းတို့တရားဟောတိုင်းမှာဘယ်သူအဆုံးမကိုဟောနေရလို့ခံယူပါဘုရားဟောတရားဖြစ်ရမယ်သူတရားငါတရားမဖြစ်ရဘူးသူတရားငါတရားကြောင့်တရားမရပဲနေကြတာဟိုဆွဲဒီဆွဲဟိုကတ်ဒီကတ်ဒါတို့ခန္ဓာဥပ္ပါသုတ်တဏ္ဍပြောမယ်ဆိုရင်ဟိုဘက်ကံလဲကဒီဘက်ကံလဲကဟုတ်တယ်လားဟိုဘက်ဒီဘက်ရည်လဲခြင်းနဲ့ဘာဖြစ်နေတယ်ကြောင့်တဲ့မတင်ဝဲမမြုပ်ဆွေးမပုတ်တော်ဆိုအဲ့ဒါလို့အင်္ဂါ၈ပါးနဲ့ကိမ့်မှသတ္တုံးကြီးရသမုဒ္ဒရာကိုမျောတယ်လို့ပဲတဲ့ယောဂီကြောကောင်းမြတ်တဏ္ဍာလဲမှာလဲဟိုဘက်ကံလဲမကံဟိုဘက်ကံဆိုတာဟာအစင်အတန်အနအယတာတွေ့ထိစီရကြံတွေးစီရဟုတ်တယ်နော်ဒီဘက်ကဆိုတာမျက်စိနာနာလျာကိုစိတ်နော်ပြီးမှအချင်းကိုတတ်မဲ့နေမယ်အတန်တွေကိုတတ်မဲ့နေမယ်ဆိုရင်လမ်းလွယ်သွားပြီမျက်စိပေါ်မှာဆွဲနေမယ်နားပေါ်မှာဆွဲနေမယ်နှာခေါင်းပေါ်မှာငါခန္ဓာကိုယ်ကနာရာကြီးရုပ်ပေါ်မှာနားပေါ်ဆွဲနေမယ်ဆိုရင်ဒီဘက်ကံကပ်ပြီဟုတ်တယ်နော်ခန္ဓာနဲ့နှိစက်တဲ့ခန္ဓာဘွားဒီပေါ်မှာကန့်ကြီးကြောင်းတောင်ပေါ်မှာတင်သလိုလိုဖြစ်သွားပြီတဏှာမာနဒိဋ္ဌိကိုဟုတ်တယ်နော်ဝဲကာမောကဝဲထဲမှာထပ်ပြီးစုတ်ခံရလိမ့်မယ်နားလည်ပြီနော်တော်ကြဒီကုသိုလ်ကောင်းမှုတွေပြုလုပ်ပြီးတော့လူချမ်းသာနတ်ဘဝနတ်ချမ်းသာလေးခံစားရပါလို့ဟောအဲ့ဒါဟာနတ်ဆက်ခံရပြီလူဆက်ခံနတ်ဆက်ခံလူဆက်ခံဆိုတာသိလားလူဆက်ခံရတယ်ဆိုတာသိလားဘယ်လိုပြောတူတူလေးခိုင်းလို့ရတဲ့ကဟိုသားကခေါ်ဒီသမီးကခေါ်တရားအားထုတ်မဲ့အချိန်ကတရားအားမထုတ်ရ
ဟုတ်တယ်လားဟိုသမီးကမြည်ထင်ဖို့ခေါ်ဒီသမီးကမြည်ထင်ဖို့ခေါ်ဟိုသားကမြည်ထင်ဖို့မြည်ထင်ဖို့အိမ်ဆောင်ဖို့ခေါ်သူတို့ကြသွားရင်တော့6သွားအဲ့ဒါလို့အခိုင်းခံရတာကိုဘာဆယ်ခံရနားလည်ပြီနော်အဲ့တော့လူဆယ်ခံရလို့ရှိရင်သမုဒ္ဒရာနဲ့အတွက်နိဗ္ဗာန်ရောက်နိုင်ပါမလားဒါတရားဓမ္မတွေကိုကိုသဘောပေါက်တာကိုကဲတင်နိုင်တဲ့တတ္တိပြောင်းမကြိုးစားရဘူးလားကဲပြန်ပြောပါဦးဘာလေးပြုတ်နိုင်အောင်လူရင်ပြောရင်တရားဓမ္မတွေလာတော့ကဘယ်2ယောက်ပါလဲပြန်ရင်ဘယ်သူတွေခေါ်သွားနိုင်တယ်လဲတယောက်ထဲနော်တယောက်ထဲနော်ကိုလှုပ်တဲ့ကံခံစားရှိခံရမယ်စံစားရှိစံရမယ်မိမိဘဝပိုင်ရှင်သည်မိမိဖြစ်စေရမယ်ရတဲ့အခွင့်အရေးလေးတွေကိုကိုတနာပေးပါဟုတ်တယ်လားသူတစ်ပါးကိုတနာပေးရမလားကိုတနာပေးရမှာလားကိုတနာတဲ့ဆိုရင်ဘာရအောင်အားထုတ်ကိုမတနာဆိုရင်သူမခိုင်းတာလို့ဟုတ်တယ်လားတပည့်မလေးတရားရောက်လာဖုံးဗျာဒီနေ့တရားမှာလူများတော့မဝင်တော့ဘူးနောက်နေရာမှာလှုပ်အားသွားပြီးတော့မယ်လူဆက်ခံရတဲ့သဘောပေါ့ဘာခံရတာနွားကြောင်းသားလှုပ်တာပေါ့ဘာကြောင်းတာနာနုပိုင်ချင်းဖြစ်အောင်လုပ်ရမယ်အရှိန်ဟာအရှိန်သည်လဲမနာပဲအမြဲကုန်နေသည်နာယီတွေဘာဖြစ်နေလဲကုန်နေခန္ဓာတက်တန်းဟာတရားဓမ္မတွေစက္ကန့်နဲ့နာယီတိုင်းနာတဲ့ရစ်တိုင်းနဲ့ဘာဖြစ်နေတယ်ကုန်ဆုံးနေတယ်ကိုတက်တန်းကဘယ်လောက်ရှိမယ်ဆိုတော့ပြောလို့ရပါမလားအဲ့နောက်နေ့သူကိုစောင့်မှာမဟုတ်ဘူးခန္ဓာကရှိနေမို့လားမိသည့်ပုဂ္ဂိုလ်မဆိုတရားဓမ္မတွေကံခိုင်းတဲ့ကဖြတ်ဆိုရင်သွားရင်းနေပဲခြေတလန်းလေးမှာမသိနိုင်ဘူးလားကြိုတင်ရတဲ့အချိန်ကိုယူရမယ်ဟုတ်တယ်နော်တချို့ကပြောတော့အိုးတပည့်တော်တို့ကဘုရားလူများလို့မနေနိုင်ဘူးမလာဘူးလူများတာမများတာကိုယ့်အလို့မဟုတ်ဘူးကိုကနေတတ်အောင်နေရမယ်တရားလိုအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတာတရားအတိလေးတူဖြစ်အောင်အားထုတ်ရမယ်အလို့ဟုတ်တယ်လားမိမိတဏ္ဍာထဲမှာဟောတဲ့တရားနဲ့ခန္ဓာမှာရှိတဲ့တရားနဲ့ညှိလို့ကြည်တတ်လို့ရှိရင်ဘလောက်ပြိဿဘလောက်များဟုတ်တယ်နော်ဧကောစရိယတယောက်တည်းကျင့်နေရမယ်သိမ့်မောင်မြောင်များတာဘုရားရှင်လက်ထက်တော်တုန်းကသိမ့်မောင်ယဟန်တော်တွေသိမ့်ရှိပြီးနေတာဒါပေမဲ့တယောက်တည်းတစိတ်တည်းဟုတ်တယ်လားကမ္မထံအာယုတစိတ်ကလေးတည်းမယ်ဘယ်သွားဘယ်လားပတ်ဝန်းကျင်လုံးဝမကြည့်ဘူးယဟန်တော်များဟာလည်းတယောက်မြင်တာတယောက်မကြည့်ဘူးသွားတဲ့ခါလဲဒီတရားနာဟောပြီတရားနာပြီးပြန်တဲ့ကအတူတူတရားနာတော့မယ်အိုမုံကြီးဒုထူပြီးဆိုအိုးယဟန်တော်များလူပြိဿတွေမြောင်များသွားတော့ဟောမျက်လွှာလေးရှားပြီးလာကြတာအများနဲ့လားတယောက်ထဲလားကဲယောဂီတို့မေးပြရသေးတယောက်ထဲနေကြသလားအများနဲ့နေသလားခင်ဗျားတို့မျက်ဖြူလံကြည့်ရတော့မယ်နော်ဟောရပပရင်းဘောက်ကလှမ်းကြည့်တယ်ယောဂီတွေတယောက်ထဲလား2ယောက်3ယောက်လား2ယောက်3ယောက်တကများတယ်လုံးတုံးနဲ့လိုက်တော့မယ်မနေ့ပြင်လောက်ကိုစတော့မယ်ဟုတ်လားမင်းသားကျမ်းလာလိမ့်မယ်နော်စီကံပြီးတိုးတက်ဖို့တောင်းတရားစီကံရှိသောတိုင်းပြည်ဘာဖြစ်တယ်စီကံရှိသောရိတ်တာဘာဖြစ်တယ်ဘာတိုးတက်တရားရတယ်ခင်ဗျားတို့တိုးတက်တာပဲမှတ်ဟုတ်လားဘာရမယ်အဲ့ဒါစီကံကိုသိလို့ရှိနေတာဒါကြောင့်နောက်နေ့လောက်ဒီနှစ်တော့နောက်နေ့လောက်ဆိုတော်ဝါတွင်းလို့မှန်ထားတယ်။ဘာတွင်းတော့ရပောင်90တရားစကန်မှန်ထားတယ်ပေါ့လေ။အဲ့ဒီကအချိန်နည်းနည်းလေးနဲ့တကယ်အလုံးလို့ရှင်တဲ့ပုဂ္ဂိုလ်အလုံးလို့မယ်ဝစီပိတ်စကန်လေးဖွင့်လာမယ်။နော်ဟိုဆောက်ဦးဒီမပြီးနောက်နေ့ဆိုပြီးဆောက်ဦးဒီဘုန်းတော်အမျိုးသားဆောင်တစ်ဆောင်နဲ့အမျိုးသမီးဆိုနောက်ဆုံးဒီဟိုဆောင်ထောင်ပြီးရင်တော်တော်အဆင်ပြေသွားပြီ။အမျိုးသား9တော့နဲ့အမျိုးသားတစ်ဆောင်ဆောက်အောင်မယ်။အဲ့ဒါလည်းနောက်နေ့ဒီချိန်မှာအလုံးပြီးဟုတ်တယ်လားအဲ့ဒီချိန်မှာနောက်နဲ့ဒီနေ့ဝါရင်ပေါ့နောက်ဝါရင်ကာလမှာဆိုရင်စီမံထားတယ်တကယ်တရားအားထုတ်တဲ့ပုဂ္ဂိုလ်မဆိုင်ဖိုးဝင်တရားအတိတူဉာဏ်တူကိုတကယ်ရချင်းတကယ်ရအောင်ပြင်ပေးသွားမယ်ပြုပြင်ပေးသွားမယ်ဟုတ်တယ်နော်ဒါမှလည်း
ဒီရိတ်တာကြီးကိုလှူဒန်းထားတဲ့တရားဓမ္မတွေကျေးဇူးများမှာပေါ့အစာအုပ်တွေလှူဒန်းတဲ့တရားဓမ္မတွေဟုတ်တယ်နော်ကျေးဇူးများအောင်လည်းပဲလုပ်ပေးရတယ်သာသနာနဲ့တွေ့ရတာကျေးဇူးများတယ်ဆိုတာနောက်ဆုံးလိုရင်းလေးပြောရင်ဘာပြုတ်တဲ့အသည့်ဖြစ်ဖို့ဒါကြောင့်အားလို့တန်ဃာတော်များနဲ့တကောကမ္မဋ္ဌာန်းကိုယုံငန်းလုပ်ငန်းဝင်ကြတော့ရုပ်တော်ကောင်းမြတ်တဏ္ဍာထဲမှာဘာကလေးပြုတ်အောင်ဘာဆွဲလို့မင်းအမှားဆွဲလေးပြုတ်ပါစေဘာဆွဲတယ်ပြန်ပြောပါဦးအမှားဆွဲလေးပြုတ်ပါစေပြန်ပြောပါဦးအဲ့ဒီအမှားတွေပြုတ်သွားခြင်းကြောင့်ဘာတကံပိတ်မယ်ဒါကြောင့်အပေတကံပိတ်စီတတ်သောမေကဘာဝနာတတ္တိတို့ပဲချိန်မှများစွာပွားများအားထုတ်ကြကုန်လဲမိမိတို့အလိုရှိအပ်တောင်းတအပ်ကြံစည်ရမြတ်နိုးအပ်သောမောမနာမတိမြဲနေရာဖြစ်သောမဘုံနိဗ္ဗာန်ကိုလင်းမြန်သောသိဉာဏ်တို့ဖြင့်ကောင်းစွာမသွေဆိုက်ရောက်နိုင်ကြပါစေကုန်သတည်းကောင်းတဲ့ကုသိုလ်စိတ်ကိုရင်ဝင်ပိုက်ပြီးဆုတောင်းမြတ်ပေးဝေကြမယ်ဤသို့ပြုရာဖြစ်ဖြစ်ယနေ့ယခုအာထုံးသမျှမြတ်ပါကကိုဧဝစေယမျိုးသားငါနဲ့ကိုမဆောင်ဆုံးဘုံ30ရှိရှိသမျှဝေနေရလို့ရကြပါစေပိမဝေသည်ညာတွေသာလူဟောစေသောကုသိုလ်အမြတ်ယူတော်မူကြပါကုန်သောရိယာသူတော်ကောင်းတို့ဘုရားအသောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မန္တမြတို့ကိုဗံမြောက်ဝန္တာစွာဖြင့်ကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဘုရားအသောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မန္တမြတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်ကုသိုလ်အမြတ်ယူတော်မူကြပါကုန်လောရိယာသူတော်ကောင်းတို့ဘုရားသောမေတ္တာနှင့်ကျွန်ုပ်တို့အားထုတ်ရသောကုသိုလ်မန္တမြတို့ကိုဝမ်းမြောက်ဝမ်းသာစွာဖြင့်ယရဏစံတမြကဲ့သို့အေချမ်းသာရာရှိကြ၍ပစ္စုပန်တကွေကိုစီကိုငါတရားထူတွေ့ကြပါစေ။ကောင်းကျိုးတွေခံစားနိုင်ကြပါစေ။